ချက်ကန်ခေးလို့ရေးရပါတယ်ချက်ကန်ခေးနေတာပါဒါကြီးလိုပဲဆရာတည်းကလွမ်းရတရားရင်မဝေတဲ့နေလို့မေဘွားကမေးမြနိုင်မှာနှွေတို့ပူရင်ငယ်လို့ခံစားတော့ကချိန်မပြေနိုင်မှာမုံမို့တကယ်ချစ်တာယူတယ်လို့ဆိုစေအောင်ကွာနှစ်ပေါင်းရှိကြမေဘွားတို့ကြိုးစားရလေချစ်ရတဲ့ကလွမ်းရတရားရင်မဝေတဲ့နေလို့မေဘွားကမေးမြနိုင်မှာနှွေတို့ပူရင်ငယ်လို့ခံစားတော့ကချိန်မပြေနိုင်မှာမုံမို့တကယ်ချစ်တာယူတယ်လို့ဆိုစေအောင်ကွာနှစ်ပေါင်းရှိကြမေဘွားတို့ကြိုးစားရလေမှာရှာမရတဲ့တန်ရောစင်ရဲ့လွယ်လွယ်လေးနဲ့ပေးထားရတဲ့မောင်မို့မင်းသိချစ်တဲ့အသေးတွေကသိသိချစ်တဲ့မုံနဲ့ဆိုတဲ့စကားရဲ့လွယ်လွယ်လေးနဲ့ပြောထွေရတဲ့မောင်ကိုမင်းသိချစ်တဲ့အသေးတွေကသိသိချစ်တဲ့မုံနဲ့ဆိုတဲ့စကားရဲ့လွယ်လွယ်လေးနဲ့ပြောမထွက်ရတဲ့အချစ်ကြီးချစ်ခဲ့ပြီးမှလမ်းခွဲဖို့ရဆိုလာတဲ့ချစ်ကန်ငယ်ခေလွန်းနဲ့နောက်ဘဝမှာပဲပေါင်းဖို့ဆူတောင်းပဲအခုလိုအလူတိုင်းကာကြီးဦးသိန်းကျော်အလူတိုင်းကမာကြီးတော့ခင်မူလို့ရဲ့တာရှင်မျိုးအလူတော်မှာစူဆန်လာရောက်သိဆိုဖြော်ပြီးခွင့်ရတဲ့အတွက်အလွန်မတန်ပဲပုံယူဝမ်းသာပါတယ်ရှင်ချစ်ရတဲ့ကလွမ်းရတရားရင်မဝေတဲ့နေလို့မေဘွားကမေးမြနိုင်မှာနှွေတို့ပူရင်ငယ်လို့ခံစားတော့ကချိန်မပြေနိုင်မှာမောင်ကိုတကယ်ချစ်တာယူတယ်လို့ဆိုစေအောင်ကွာနှစ်ပေါင်းရှိကြမေဘွားတို့ကြိုးစားရလေမှာရှာမရတဲ့တန်ရောစင်ရဲ့လွယ်လွယ်လေးနဲ့ပေးထားရတဲ့မောင်ကိုမေးသိချစ်တဲ့အသေးတွေကသိသိချစ်တဲ့မုံနဲ့ဆိုတဲ့စကားရဲ့လွယ်လွယ်လေးနဲ့ပြောမထွေရတဲ့မောင်ကိုမေးသိချစ်တဲ့အသေးတွေကသိသိချစ်တဲ့မုံနဲ့ဆိုတဲ့စကားရဲ့လွယ်လွယ်လေးနဲ့ပြောထွက်ရတဲ့အချစ်ကြီးချစ်ခဲ့ပြီးမှလမ်းခွဲဖို့ရဆိုလာတဲ့ချစ်ကငယ်ခေလွန်းနဲ့နောက်ဘဝမှာပဲပေါင်းဖို့ဆူတောင်းမယ်ကဲလက်ခုပ်တန်းလေးနဲ့အားပေးပါဦးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီလိုရနေပါတယ်